အဲ့လူမိုက်ခေါင်းဆောင်နေရာကတရုတ်ဆောင်ကတော့အရန်ရန်ဆိုင်ပြီးတော့အတကြီးတဲ့နာမည်ကြီးမင်းသားတစ်ယောက်ပါရောင်ဦးကအရန်အလေးနဲ့ထားတရုတ်ဆောင်ရင်းကနေသူ့ရဲ့ကိုယ်ခံပညာတွေကိုသုံးပြီးတော့လူမိုက်ခေါင်းဆောင်ရဲ့ရန်သူတွေကိုရိုက်နှက်ပေးလိုက်ပါတယ်ဒါကဇန်ညွန့်နဲ့လွဲနေပြီးတော့ဇန်ညွန့်ရမင်းသားကပဲလူဆိုးတွေကိုအနိုင်ယူရမှာပါသူတို့ကဇလန်တိုင်းပြန်ရက်လိုက်ကြပေမဲ့လည်းဒီတခါမှာတော့ဒရိုက်တာကရောင်ဦးကိုစိတ်မဆိုးဘဲနဲ့သူ့ရဲ့ကိုယ်ခံပညာကိုတိမှတ်ပြုပြီးတော့လူမိုက်ခေါင်းဆောင်ရဲ့လက်ယုံနေရာကိုပေးလိုက်ပါတယ်သူရဲ့ပထမဆုံးစကားပြောကန်းတရုတ်ဆောင်ရချိန်မှာတော့သူကစကလုံးချို့ကိုပဲပြောနိုင်ပြီးမှားနေခဲ့ပေမဲ့ဒရိုက်တာကအဲ့ဒါကိုအရန်သဘောကျပြီးတော့ဇက်ကောင်အတွက်ပို့ပြီးတော့ထိရောက်မှုရှိတယ်ဆိုတာထည့်သွင်းလိုက်ပါတယ်ဒီနောက်မှာတော့ဒရိုက်တာကရောင်ဦးကိုချီးကျူးလာတာကြောင့်ဇက်ဆောင်မင်းသားကလည်းမနာလိုတွေဖြစ်လာပါတယ်ရောင်ဦးရဲ့အရင်ကန်းတွေကြောင့်သူကအရန်နာမည်ကြီးလာပြီးတော့လမ်းပေါ်မှာရောဆိုင်မှာပါပရိသတ်တွေဝိုင်းလာတဲ့အတွက်ရီနာကသူ့ရဲ့မန်နေဂျာလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူကနာမည်ကြီးလာတာကြောင့်ဇန်ညွန့်ရေးဆရာတွေကသူ့ရဲ့ဇက်ကောင်ကိုပိုလုပ်ွက်ပေးကခေါင်းဆောင်ရဲ့ရီးစားနဲ့ဖောက်ပြန်တဲ့ဇက်ကွက်ကိုပါထည့်ပေးလိုက်တာကြောင့်ဇက်ဆောင်မင်းသားကတော့ပို့ပြီးတော့မနာလိုတွေဖြစ်လာပါတယ်သူဇက်ကောင်တရားမဲ့အခန်းမှာတော့မင်းသားကသူ့ကိုတကယ်ထိုးကျိတ်နေပေမဲ့ရောင်ဦးကတော့ပို့ပြီးပြင်အောင်တရုပ်ဆောင်လိုက်ပါတယ်ဒါပေမဲ့လည်းသူ့ဇက်ကောင်ကရမ်းနေမြည်ကြီးနေတာကြောင့်နောက်ပိုင်းမှာတော့သူ့ကိုတရားကနေပြန်ရှင်လာခိုင်းပြီးတော့လူမိုက်ခေါင်းဆောင်မှာဖြစ်လာပါတော့တယ်။တညမှာတော့ဂျေဆောင်ကရောင်ဦးရဲ့ဖုန်းတွေထဲကတလုံးမြည်လာတာကိုကြားလိုက်ရပြီးခဏတာတွေးဝေနေပြီးမှပဲကန်လိုက်ပါတယ်။ဖုန်းခေါ်တဲ့သူကရောင်ဦးကသူ့ရဲ့စီကံတိုင်းမက်ဆေ့မချန်ခိုင်းမဲနဲ့ဖုန်းကန်လိုက်တာကြောင့်အံ့ဩသွားပါတယ်။အဲဒီလူကအုံးကျူရဲ့အမှုဘာလို့မပြီးသေးတာလဲဆိုတာမေးခဲ့ပြီးလူချင်းတွေးဖို့ချိန်တဲ့အခါမှာတော့ဂျေဆောင်ကလက်ခံလိုက်ပါတယ်။ဒီနောက်မှာတော့ဂျေဆောင်ကမျက်နှာဖုံးမျက်မှန်နဲ့အုတ်ထုပ်ဆောင်ပြီးအုံးကျူရဲ့ကုမ္ပဏီဟောင်းကဝန်ထမ်းတွေနဲ့စွန့်ပစ်စာအုပ်တစ်ခုမှတွေ့ပါတော့တယ်။အဲဒီလူတွေကအုံးကျူဘာလို့မသိသေးတာလဲဆိုတာသိကျင်နေကြပြီးသူမကိုတတ်ဖို့ပတ်စံထပ်ပြီးပါတော့တယ်။အဲ့ခါကျမှဂျေဆောင်လဲရောင်ဦးကရဲမုတ်ဖဲနဲ့လူသက်သမားမှန်းတည်သွားပါတယ်။ဂျေဆောင်ကတော့ပတ်စံအိတ်ကိုယူပြီးတာနဲ့ပဲစာအုပ်ထဲကနေအမြန်ဆုံးထွက်ပြေးလာခဲ့တာကြောင့်ကုမ္ပဏီတတိကတန်တရားဝင်ပြီးတော့သူ့လူတွေကိုဂျေဆောင်တော့လိုက်ခိုင်းကအုံးကျူကိုဘယ်မှာဝတ်ထားလဲရှာခံလိုက်